သားတွေကတနာရီကဘာပေါ်က9နှစ်တင်ကြီးကဘာတက်မှာတနာရီလောက်ပဲစီမီလမ်းလျှောက်လိုက်မယ်ပြီးလို့ကဘာမြေကိုပြန်ဆက်သွယ်လိုက်တဲ့အချိန်မှာတိတ်မိသားစုဝင်တွေအားလုံး9နှစ်တောင်အသက်ကြီးသွားပြီဆိုရင်သိရုံမလားဒါကတော့နာမည်ကြီးရုပ်ရှင် Interstellar တွေက Miller Planet ဆိုတဲ့ဂျိုရဲ့အဖြစ်အပျက်ပါဒီဂျိုဟာဂါဂန်ဂျူအာလို့ခေါ်တဲ့အေယာမတွင်းနဲ့ကြီးနဲ့အရန်နီးကပ်နေပါတယ်အိုင်းစတိုင်းရဲ့ theory တွေအရဆွဲငင်အားအရန်များတဲ့နေရာတွေမှာအချိန်ဟာနှေးသွားတတ်ပါတယ်တွင်းနဲ့ကြီးရဲ့ဆွဲငင်အားကြောင့်ဒီဂျိုဘော်ကတနာရီဟာကဘာမြေရဲ့အချိန်9နှစ်နဲ့သွားပြီးညီမျှနေရပါရုပ်ရှင်ထဲမှာမင်းသားကဂျိုပေါ်မှာ3နာရီလောက်ပဲကြာလိုက်ပေမဲ့ရင်မော်ပြန်ရောက်တော့ကဘာကနေပို့ထားတဲ့ဗီဒီယို message တွေမှာသူ့သမီးလေးဟာအဖွာကြီးအရွယ်တောင်ရှောက်နေပါပြီအချိန်ဆိုတာနေရာဒေသကိုလိုက်ပြီးအပြောင်းအလဲရှိရဲ့အရာတစ်ခုပါပဲဒီလိုနေရာမျိုးကိုအလဲသွားရဲလားဆိုတာ comment မှာပြပြပေးခဲ့ပါအောင်နော်အခုလိုဗဟုသုတရဖွယ်အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့သိလို့ရ channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်